အားလုံးပဲမင်္ဂလာပါအာခိုင်နန်နီနဲ့မှတ်တမ်းနိုင်ဖို့သက်ကို YouTube channel လေးကပြန်လဲကြိုလိုက်ပါတယ်မြမဒေါနကြီးတွေရဲ့နှဆိုင်ဆုံးနေရလူသားတွေရဲ့ခြေရလက်ရမထင်ဘူးသေးတဲ့အရက်ဒေတာတွေမှာဘာတွေရှိနေသလဲဆိုတာမိတ်ဆွေစဉ်းစားဖို့ပါသလားကျွန်တော်တို့သိပ္ပံပညာကရှင်းပြဖို့နေနေသားကဘာကတော့ချမ်းလက်ထားခဲ့ရတဲ့လူဝက်ချက်တွေအများကြီးရှိလို့နေသေးပါဒီနေ့အာခိုင်နန်နီနိုင်ကနေတင်ဆက်ပေးသွားမှာကတော့မြမဒေါနတွေတဲကအစမ်းကျဲဆုံးနဲ့လူဝက်ချက်ရှိဆုံးဖြစ်တည်မှုတစ်ခုဖြစ်တဲ့စင်စွယ်နေအကြောင်းတဲ့အတူအမောင်လူထဲမှာဘုံကွယ်နေတဲ့တခြားသောထူးဆန်းတဲ့တရားတွေအကြောင်းပဲဖြစ်ပါတယ်သူတို့တွေကဘယ်လိုပုံစံမျိုးလဲဘာကြောင့်ဒီနေ့ခေတ်ထိဘယ်သူမှမသိဘဲနဲ့ဘုံကွယ်နေနိုင်ရတာသူတို့ရဲ့ထူးခြားဆန်းပြတဲ့အမှုကျင့်တွေရဲ့နောက်ွယ်မှာဘယ်လိုအမှန်တရားတွေများရှိနေမလဲအခုကျွန်တော်တို့နဲ့တူမြန်မာဒေါအုပ်ရဲ့အနက်ဆိုင်ဆုံးအလွာတွေစီကိုဆင်းသက်ပြီးတော့ဒီလိုဝက်စမ်းကြတဲ့တရားတွေရဲ့အကြောင်းကိုအခုချင်းစီဖော်ထုတ်ကြည့်ရအောင်နံပါတ်1စင်စွယ်နီမြန်မာတောနက်ကြီးတွေရဲ့အနက်ဆိုင်ဆုံးနေရာကျွန်တော်တို့တည်ထားခဲ့တဲ့တဘာဝနေရာမတွေနဲ့လုံးဝကွဲပြားနေတဲ့သက်ရှိပဟင်းကြီးတစ်ခုရှိနေပါတယ်အဲ့ဒါတော့စင်စွယ်နေပါပဲသူ့အကြောင်းကိုပြောမယ်ဆိုရင်ကျွန်တော်တို့ကတာမန်တရားတစ်ကောင်ကြောင့်ပြောနေတာထက်ဆိုင်ရာစုနှစ်ပေါင်းများစွာဘုံကွယ်နေတဲ့လိုဝက်ချက်တစ်ခုကြောင့်ပြောနေတာဆိုရင်ပုံမှန်ပါလိမ့်မယ်ခြေအောင်မို့ဆိုးကြီးတွေရဲ့အဆိုရဆိုရင်တော့စင်စွယ်နေရာတာမန်စင်တွေလိုမျိုးတည်တည်တရွက်တွေကိုစားသုံးပြီးရှင်သန်တာမျိုးမဟုတ်ဘူးလို့ဆိုကြပါတယ်ဒါပေမဲ့ဒါဟာရက်ဆက်ကြမ်းကြုတ်တာမျိုးလည်းမဟုတ်ဘဲနဲ့သူ့ရဲ့တည်ရှိမှုကထူးဆန်းလွန်းနေတာပါသူဟာသားကောင်တွေကိုသူ့ရဲ့အစွဲနဲ့တိုးထီမိုံနဲ့တဲ့အဲ့ဒီတရားဝါတွေရဲ့အသက်တက်ကိုစုပ်ယူသွားနိုင်စွာရှိတယ်လို့ယုံကြည်ကြပါတယ်ဒီနေရာမှာစမ်းကြဲသောအချက်ကတော့သူ့ရဲ့หนีရဲနေတဲ့အဲ့ဒီအစွဲတွေပါပဲဒါဟာသွေးစွန်းနေတာမျိုးမဟုတ်ဘဲနဲ့အစွဲကိုယ်တိုင်ကအတွင်းထဲကနေဗဒံများရောင်အတိုင်းလင်းလက်နေတာပါတချို့ကတော့ဒါဟာတောနတ်ထဲကအလွန်ရှားပါတဲ့တထုတက်တွေနဲ့ထိတွေ့မိလို့ဖြစ်ပေါ်လာတဲ့မျိုးဗီဇပြောင်းလဲမှုလို့ယူဆကြတယ်လို့မျိုးတချို့ကလည်းဒါဟာရှေးအောင်စွမ်းရင်တစ်ခုခုကိုစင်စွယ်နီးကထိန်းထားတာလို့ယူဆကြပါတယ်သူပေါ်လာတော့မဲဆိုရင်တောတစ်ခုလုံးကအတန်တွေကဘူးစားစွာငြိမ်သက်သွားတတ်ပါတယ်လေတူထဲမှာလည်းကန့်ညော်နှံ့လို့ရင်းဆက်ချအနတ်တစ်ခုကလွှမ်းမိုးလာတတ်တာဟာသူ့ရဲ့ပြစ်တီမှုကိုအချက်ပေးနေတယ်လို့ပါပဲဘုံစိုးဟောင်းကြီးတယောက်ရဲ့ပြောပြချက်အရသူကသားကောင်ကိုအစွဲနဲ့ကော်တင်ပြီးတော့တစ်ချက်ချင်းစုပ်ယူနေတာကအစားနေတာတဲ့တစ်ခုခုကိုအားပြင်းနေတယ်လို့မျိုးစမ်းကြဲလွန်းတယ်လို့ဆိုပါတယ်စင်စွယ်နီးကဘာကြောင့်ဒီလိုပြုတ်မှုမျိုးရှိနေရတာသူကတကယ်ပဲတစ်ခုခုကိုစောင်းရှောက်နေတာများလားဒါမှမဟုတ်ကျွန်တော်တို့မတည်သေးတဲ့လိုဝက်ချက်တစ်ခုခုများသူ့မှာရှိနေတာလားဒီလိုဝက်ချက်တွေကမြမတောအုပ်ရဲ့အနိုင်ဆိုင်သောအလွာတွေထဲမှာယနေ့တိုင်ဗဟီနီးတစ်ခုအဖြစ်နဲ့ကြံရှိနေသေးဖြစ်ပါတယ်စင်စွယ်နီးရဲ့အသားစားတဲ့အလေးထားတဲ့ပို့ပြီးတော့နက်နဲတဲ့ဗဟီနီးတစ်ခုရှိနေပါသေးတယ်အဲ့ဒါတော့သူ့ရဲ့ကိုယ်ရောင်ဖြောင်းနိုင်သွားမှာမုံစိုးကြီးတွေရဲ့အဆိုရတော့စင်စွယ်နီးကတာမန်တလိမ့်ဆန်တစ်ကောင်တော့ထဲမှာရှောက်သွားနေတာမဟုတ်ဘဲနဲ့အရေးတွေကြားထဲမှာလိုတယ်လို့ပျောက်ကွယ်သွားနိုင်တယ်လို့ဆိုကြပါတယ်သူ့ရဲ့ခြေရာကြီးတွေကိုတွေးလို့နောက်ရောက်ခံလိုက်သွားတဲ့အခါမှာတော့ခြေရာဝေးကတောအလဲမှာတင်ရုတ်တရက်ပျောက်ကွယ်သွားတတ်ပါတယ်ခြေဆက်တိုးစရာလမ်းလည်းမရှိနောက်ဆုံးစရာလမ်းလည်းမရှိတော့တဲ့အချိန်မှာတော့လေတူထဲမှာကန့်ညွန်နဲ့ခပ်ပြင်းပြင်းတစ်ခုပဲရလိုက်ပါတော့ဒါဟာသူကကျွန်တော်တို့မြင်နေရတဲ့ကဘာနဲ့တခြားတစ်ဖက်ကအမောင်လောကတွေကြားထဲမှာကူလူသွားလာနေတာလားဆိုတာကတော့စဉ်းစားစရာပါပဲဒါအပြင်စင်စွယ်နီကိုတွေ့နိုင်တဲ့နေရာတွေကလည်းအလုံးကိုထူးခြားပါတယ်သူဟာမြမတောနတ်တွေရဲ့ဘယ်နေရာမှာမဆိုရှိမနေဘဲနဲ့ရှေးအောင်အဆောက်အဦပြက်တွေဒါမှမဟုတ်တင်စားတဲ့နယ်မြေလို့သတ်မှတ်ထားတဲ့နေရာမျိုးတွေမှာပဲကျက်စားလေးရှိတာပါအဲဒီနေရာတွေမှာကြောက်စာအချို့နဲ့ဟောင်းနှံ့နေတဲ့မှတ်တမ်းတွေရတော့စင်စွယ်နီရတစ်စုံတစ်ခုကိုစောင်းရှောက်နေသူဖြစ်နိုင်တယ်လို့ယူဆကြပါတယ်သူ့ရဲ့အစွဲမီရောင်ကြီးတွေကြားထဲကထွက်လာတဲ့အလင်းရောင်ကြီးမှောင်မိုက်နေတဲ့တောနတ်တွေထဲမှာလမ်းပြကျဲလူမျိုးတောက်ပနေတတ်ပေမဲ့အဲ့ဒီအလင်းရောင်နောက်ကိုလိုက်သွားမိတဲ့လူတိုင်းဟာပြန်လမ်းမရှိတဲ့နယ်မြေတွေကိုရောက်သွားတတ်ကြပါတယ်ဒါကြောင့်မုံဆိုးဟောင်းကြီးတွေကအမောင်ထဲမှာဗဒံများရောင်အလင်းတန်းကိုတွေ့အဲ့ဒါစင်စွယ်နီပဲဘယ်တော့မှအနာမကတ်နဲ့လို့တတိပေးခဲ့ကြတာပါစင်စွယ်နီကဘာကြောင့်ဒီလိုစမ်းကြတဲ့အမှုကျင့်တွေသူ့မှာရှိနေရတာလဲသူဟာတကယ်ပဲတဘာဝလောကရဲ့ပြင်ပကတတ္တဝါပဲလားဒါမှမဟုတ်ကျွန်တော်တို့မသိသေးတဲ့ရှေးအောင်ဆွမ်းအားတစ်ခုခုရဲ့ကိုဝါးများလားဒီမေးခွန်းတွေရဲ့အဖြစ်ဟာမြမတောနတ်ရဲ့အနက်ဆိုင်ဆုံးလှုပ်ဝက်ချက်တွေထဲမှာပဲဆက်လက်ဘုံကွယ်နေဦးမှာဖြစ်ပါတယ်နံပါတ်2ညီနဂါစင်စွယ်နီရဲ့လှုပ်ဝက်ချက်တွေကိုကြော်လွန်ပြီးတဲ့နောက်မှာကျွန်တော်တို့ကမြေပြင်အောက်ကစမ်းကြဲဆုံးတရဝါတစ်ကောင်စီကိုရောက်ရှိလာခဲ့ပါတယ်အဲ့ဒါတော့ညီနဂါပါလူတော်တော်များများကနဂါလို့ပြောလိုက်တာအကောင်ကြီးတွေကိုပဲပြင်းမြင်တတ်ကြပဲညီနဂါကတော့အရှိ18လက်မခန့်တောင်တတာလောက်သာရှိတဲ့တရဝါမျိုးပါဒါပေမဲ့သူ့ရဲ့သေးငယ်တဲ့ခန္ဓာကိုယ်ထဲမှာကျွန်တော်တို့သိပ္ပံပညာတွေနဲ့ရှင်းပြဖို့ခက်ခဲတဲ့ဓမ္မဝလွန်စွားတွေကင်းရောက်လို့နေပါတယ်သူ့ရဲ့ရုပ်တွင်တာမန်မူတွေနဲ့လုံးဝကွဲပြားပါသူ့ရဲ့ဦးခေါင်းပေါ်မှာတည်တက်လှပပြီးတော့ထင်ရှားတဲ့အမောက်ကလေးတစ်ခုပါရှိတယ်လို့ကိုယ်တဲ့တစ်ခုလုံးကလည်းပဲတာမန်ကြေးကုန်နေနဲ့မဟုတ်ဘဲနဲ့နမောင်နဲ့ခရမ်းရောင်ချွေဝါရောင်ရွက်ချက်နေတဲ့
အယောင်အဆင်းရှိပါတယ်အမောင်ထဲမှာဆိုရင်သူ့ရဲ့ကိုယ်ကနေပေါ်စပေါ်ရလိုမျိုးအလင်းဖြော့ဖြော့လေးတွေတောင်ထွက်နေတတ်ပါတယ်ဒါပေမဲ့မြင်တကားကိုမြင်တွေးလိုက်ရတဲ့လူတိုင်းအကြောက်ဆုံးဖြစ်သွားစေတာကတော့သူ့ရဲ့မျက်လုံးတွေပါပဲအမောင်ထဲမှာတည်းမကပဲနဲ့နေကင်းဘက်မှာတော့သူ့ရဲ့မျက်လုံးတွေကဗရံများလိုမျိုးညီရဲတောက်ပလိုနေပါတယ်အဲ့ဒီမျက်လုံးတွေနဲ့အကြည့်ချင်းစုံမိမဲဆိုရင်ဘလောက်ပဲတက်တိကောင်းတဲ့မုံဆိုးဖြစ်နေပါစေခြေပြားလက်ပြားတွေအေးဆက်ပြီးတော့တကူလုံးလှုပ်ရှားမရအောင်တောင်းတင်းသွားတတ်ကြပါတယ်မြင်တကားကိုဒေါ်ရက်ကမွေတကာတို့ရဲ့ဘရင်လိုတောင်တင်စားကြပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့အစိတ်ပြင်းပုံကကဘာပေါ်မှာရှင်ပြိုင်နိုင်တဲ့လူမရှိလို့ပါပဲသူ့ရဲ့အစိတ်ကတွေးတော်တဲ့ရောက်သွားတာနဲ့လူတွေကိုခဲစီုံနဲ့မကပဲနဲ့ဆဲတွေကိုပါချက်ချင်းအစိတ်ငွေ့ဖြစ်ရောင်းလဲပြစ်နိုင်ခွင့်ရှိပါတယ်ဒါကြောင့်လဲသူရှိတဲ့နေမီတဲ့ကိုဘယ်မွေကားမှမကျူးကျော်ရဲတယ်လို့သူဖြတ်တန်းသွားတဲ့လမ်းကြောင်းမှာရှိနေတဲ့မြေစီရွာတွေကတော့မှအစိတ်ငွေ့ကြောင့်အယောင်ပြောင်းလဲလို့သွားတတ်ပါတယ်သူ့ကိုပို့ပြီးတော့စမ်းကြယ်စီတာကတော့ကျွန်တော်တို့တည်ထားတဲ့ရုပ်ပိုင်းဆိုင်ရာနေရာမှာတွေကိုကြော်လွန်နေတဲ့မြေချိုးနိုင်သွားမှာပဲမြေတကားကိုမိတ်ဆွေရမျက်စိရှိမှတဲ့အတိုင်းသားမြင်နေရပေမဲ့ရုပ်ပြည့်ဆိုလို့သူဟာလေထဲကိုဝါတရက်ခန့်ဆယ်ပေကျော်မြအောင်ဝေကနဲ့ခုန်တက်သွားတတ်ပါတယ်အဲ့ဒီလိုခုန်တက်ပြီးတော့မြေကြီးပေါ်ကိုပြန်အကျမှာတော့ရေကန်ထဲကိုခုန်ချလိုက်ကြလို့မျိုးမြေကြီးတဲ့ကိုတခါတည်းငုံဆူးပြောက်ွယ်သွားပါတော့မိတ်ဆွေရသူ့ကိုမျက်စိရှိမှတဲ့တက်ွယ်သွားပြီလို့ထင်နေတဲ့အချိန်မှာသူဟာခက်လန်းလန်းကမြေပြင်ပေါ်မှာတကူလုံးဖုံတစမစွန်းပဲနဲ့ပြန်ပေါ်လာတတ်ပါဒါဟာတာမန်တတော်တကောင်ရဲ့လှုပ်ရှားမှုမျိုးမဟုတ်ပဲနဲ့မြေရွာတွေကိုလိုတလို့အတုံးချနိုင်တယ်တဘာဝလွန်စွမ်းရည်တမျိုးပါသူ့မြင်တွေ့ရဖို့ကလည်းအလွန်ကိုခက်ခဲပါသူဟာလူတွေရဲ့အမွေသက်ကိုအဝေးကနေအာယုံခံနိုင်ကြမို့မိတ်ဆွေကသူ့ကိုမမြင်ရခင်မှာသူကမိတ်ဆွေကိုမြင်နေပြီးသားဖြစ်နေပါလိမ့်မြင်နကားဆိုတာကတာမန်မျက်စိနဲ့မြင်တွေ့နိုင်ဖို့ခက်ခဲလွန်းလာတဲ့အတီးသူ့ကိုမြင်တွေ့ခဲ့ရတဲ့လူတွေကလည်းပဲထိတ်လန့်စရာကောင်းတဲ့ဖြစ်ရဆိုးတွေကိုကြုံတွေ့ခဲ့ရလေရှိပါတယ်ကချင်ပြည်နယ်ရဲ့အနက်ဆိုင်ဆုံးတောင်တန်းတွေပေါ်မှာအမဲလိုက်ခဲ့ဘိုးသူအောင်ကြီးတယောက်ရဲ့ပြောပြချက်အရဆိုရင်မြင်နကားဟာတတဝါတကောင်ဆိုတာထက်နေမြေကိုစောင့်ရှောက်တဲ့အဆောင်ရှောက်ပူပြီးဆန်တယ်လို့ဆိုပါတယ်သူကဆက်ပြောပြပါတယ်ဒီနေ့မှတော့သူကတောကောင်နောက်ကိုလိုက်ရင်းနဲ့ဝါပင်ကြီးအုပ်ဆိုင်နေတဲ့ဂျောက်ကန်းပါဘေးကိုရောက်ရှိလို့သွားပါတယ်အဲ့ဒီမှာ18လက်မလောက်ပဲရှိတဲ့မွေတကောင်ကိုသူတွေးလိုက်ရပါတယ်ဒါပေမဲ့တာမန်မွေမဟုတ်ပါဘူးသူ့ရဲ့ခေါင်းပေါ်မှာတကယ်ကိုရဲရဲတောက်ရည်တဲ့အမောက်ကလေးတစ်ခုပါတယ်လို့မျိုးသူ့ရဲ့တကူလုံးကလည်းပဲအမောင်ထဲမှာတော့မှခရမ်းရောင်နဲ့ရှူရောင်တွေဝင်ဝင်တောက်နေတာပါသူ့ရဲ့မျက်လုံးတွေကလည်းပဲဗဒံများလုံးတွေလိုညီရဲနေပြီးတော့မုတ်ဆိုးကြီးကိုစိုက်ကြည့်နေပါတယ်မုတ်ဆိုးကြီးရဲ့တကူလုံးကြောက်ရွံ့လို့ဖြစ်သွားပြီးတော့လက်ထဲကတနက်ကိုတော့မဖို့မေးသွားခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီအချိန်မှာဖြစ်ပျက်သွားတဲ့ဖြစ်ရက်ကတော့သိပ္ပံနိဒတ်ရှင်းပြဖို့လုံးဝကိုမဖြစ်နိုင်တဲ့အရာပါအဲ့ဒီမွေနဂါဝါတရိုက်ကျော်လောက်ရှိတဲ့လေထဲကိုဝေကနေခုန်တက်သွားပြီးတော့ရေပြင်ပေါ်ကိုပြန်အကျမှဝေကနေမြေကြီးတဲ့ကိုငုံချိုးပြောက်ွယ်သွားတာပါမုတ်ဆိုးကြီးကအဲ့ဒီနေရာကိုသွားကြည့်တဲ့အခါမှာတော့မြေကြီးပေါ်မှာအပေါက်တစ်ပေါက်တော့မကြံခဲ့ပဲနဲ့လုံးဝကိုပကတိတိုင်းတည်တတ်နေတာကိုတွေ့ခဲ့ရပါတယ်ဒါပေမဲ့ခဏအကြာမှာတော့ပေ90လောက်ဝေးတဲ့တစ်ပင်တစ်ပင်ရဲ့ခြေရင်းမှာအဲ့ဒီမွေနဂါဟာရုတ်တရက်ပြန်ပေါ်လာပြီးတော့သူ့ကိုခက်အေးပဲပြန်ကြည့်လို့နေခဲ့ပါဒီတော်ဟာမြေပြင်အောက်ကမြေကျောတွေလိုတလို့အတုံးချနိုင်စွမ်းရှိပါတယ်သူဟာတာမန်ညီအောင်တော်ဝါတွေလိုမြေကြီးကိုတူးပြီးသွားလာတာမျိုးမဟုတ်ပဲနဲ့မြေကြီးတဲ့ကိုရေထဲငုတ်တယ်လို့မျိုးလွယ်လွယ်ကူကူဝင်ထွက်နိုင်တာဒါကြောင့်လဲသူ့ကိုမြေရှိုးနိုင်သူလို့မိုးစိုးတွေကတင်စားခေါ်ဝေါ်ကြတာဒါပေမဲ့ညီနဂါဟာသူ့နယ်မြေတဲကိုတူးကျော်လာမိတဲ့လူချက်ချင်းအန်ရပြူတာမျိုးမဟုတ်ပဲနဲ့ထူးဆန်းတဲ့နီလန်တစ်ခုနဲ့အရင်ဆုံးတတိပေးလေးရှိပါတယ်အဲ့ဒါကတော့စိတ်ချင်းဆက်ပြီးတတိပေးခြင်းပါပဲညီနဂါနဲ့မျက်စိချင်းစုံပြီးတဲ့ခဏတင်သားမှာဘယ်သူမှရှိမနေပဲနဲ့နားထဲမှာနောက်ဆုတ်တော့ရှေ့ဆက်မတိုးနဲ့ဆိုတဲ့အတန်မျိုးကိုပဲ့တင်ထပ်ပြီးတော့ကြားလိုက်ရတတ်ပါအဲ့ဒီအတန်ဟာလေထဲကနေကြားရတာမျိုးမဟုတ်ပဲနဲ့မိတ်ဆွေရဲ့အသီးသိတဲ့ကိုဓာတ်ရိုက်ခတ်လာတာပါဘိုးတော်အညီတွေရဲ့ဆိုရဆိုရင်တော့အဲ့ဒီအချိန်မှာကိုတတိပြန်ကပ်ပြီးတော့ချက်ချင်းနောက်ဆုတ်နိုင်အသက်ချမ်းသာရနိုင်နေမဲ့အော်မင်တက်ပြီးတော့ရှေ့ဆက်တိုးမိရင်တော့ညီနဂါရဲ့ချိန်သားကစတင်တယ်လို့ဆိုပါတယ်မိတ်ဆွေကအဲ့ဒီတတိပေးတံကိုဂယုမဆိုင်ပဲနဲ့ရှေ့ဆက်တိုးမိတဲ့အခါမှာတော့ညီနဂါဟာဝါတရိုက်ကျော်လောက်ကိုဝိကနေခုန်တက်သွားပြီးတော့မြေကြီးတဲ့ကိုပြန်လဲငုံချိုးသွားပါလိမ့်အဲ့ဒီအချိန်မှာသူပြောက်ွယ်သွားတဲ့နေရာကနေအစိမ့်ငွေချိန်သားတွေစတင်ပြန့်လွင့်လာပါတော့အဲ့ဒီအစိမ့်ငွေကမိတ်ဆွေရဲ့အမြင်အာရုံကိုဝေဝါးသွားစေပြီးတော့မိတ်ဆွေကိုတော်ထဲမှာလမ်းပြောက်စေုံနဲ့မကပဲနဲ့အိမ်ပြန်ရောက်တဲ့အခါမှာလဲခန္ဓာကိုယ်ထဲမှာအကြောင်းရင်းမရှိပဲနဲ့အပူချိန်တွေထိုးတက်လာပြီးတော့စိတ်ဝေဒနာတစ်ခုလိုမျိုးတွဲကကြံရစ်စေနေတတ်တာပါဒါဟာမြင်နဂါကသူ့ရဲ့လှုပ်ဝက်ချက်တွေကိုမြင်ဘူးသွားတဲ့သူတွေကိုပေးတတ်တဲ့မမြင်နိုင်တဲ့ချိန်သားတစ်ခုပါသူ့ရဲ့ဗဒံများရောင်မျက်လုံးတွေကစိတ်ညှို့တဲ့နဲ့နားထဲမှာပဲ့တင်ထက်နေတတ်တဲ့တတိပေးတန်တွေညမတောနတ်တွေရဲ့အနာဆိုင်ကုန်လှုပ်ဝက်ချက်တွေထဲမှာယနေ့ထက်တိုင်းဗဟိနီးတစ်ခုအဖြစ်နဲ့ရှိနေစေဖြစ်ပါတယ်နံပါတ်3အလင်းလုံးငတ်မြေပြင်ပေါ်ကဆင်ဆွယ်နီးနဲ့မြေအောက်ကနဂါးတို့ရဲ့လှုပ်ဝက်ချက်တွေကိုကြော်လွန်ပြီးတဲ့နောက်မှာကျွန်တော်တို့ရဲ့ရှာပွေမှုပါမြမတောနတ်ရဲ့ကောင်းကင်ယံစီကိုဥတီလာခဲ့ပါတယ်အဲဒီမှာတော့ညစ်အမှောင်တို့ကိုဖြိုခွင်းနိုင်တယ်
စမ်းကြတဲ့အလင်းတန်းတွေနဲ့အတူရှင်သန်နေတဲ့တရဝါတစ်ကောင်ရှိနေပါတယ်အဲ့ဒါကတော့အလင်းလုံးငှက်ပါပဲသူအကြောင်းကိုပြောမယ်ဆိုကျွန်တော်တို့ကတာမန်ငှက်တစ်ကောင်အကြောင်းပြောနေတာတဲ့ရှေးအောင်ဂမ်ဘီယာကျန်းကန်တွေတက်ကနတ်ငှက်တစ်ကောင်အကြောင်းကိုပြောနေတာနဲ့ပိုတူနိုင်ပါတယ်မုတ်ဆိုးကြီးတွေရဆိုရတော့အလင်းလုံးငှက်ရွယ်စားကြီးမယုံနဲ့မကပဲနဲ့သူရဲ့တောင်ပန်တွေကကြောက်တံပရံများတွေလိုမျိုးအယောင်အဆင်းစုံလင်လာတယ်လို့ပြောကြပါတယ်အဲ့ဒီငှက်ကိုပို့ပြီးတော့စမ်းတယ်သွားစီတာကတော့သူရဲ့အလင်းလွတ်နိုင်တဲ့စွမ်းအားပါပဲညနေတကောင်ရံမှာတော့ဒေါနတ်ကြီးတစ်ခုလုံးမှောင်တိကျနေတဲ့အချိန်အလင်းလုံးငှက်ဟာကောင်းကင်ရံမှာပြန်လာနေရင်သူရဲ့ခန္ဓာကိုယ်တစ်ခုလုံးကနေဗရံများရောင်ညရောင်နဲ့ဖြူဝါရောင်အလင်းတန်းတွေကိုထုံလွှတ်နိုင်စွမ်းရှိပါတယ်အဲ့ဒီအလင်းတန်းတွေကမြေပြင်ပေါ်ကိုကြားရောက်လာတဲ့အခါမှာတော့တောအုပ်ကြီးတစ်ခုလုံးကနေကင်းပတ်လူမျိုးလဲထိန်လူသွားတတ်ပါတယ်ဒီနေရာမှာမေးစရာရှိလာတာကဒါဟာမြမဒဏ္ဍာရီတွေတဲကဂျာမနီငှက်ဆိုတာများလားဒါမှမဟုတ်အနောက်တိုင်းတွေတဲကပြင်းနေငှက်လူမျိုးမီလီယံတွေကြားတဲ့ကပြန်လဲရှင်သန်လာတဲ့ငှက်များလားဆိုတာပါပဲအချို့သောရှေးအောင်ပီပက်တဲ့ဘိုက်တွေရဆိုရင်တော့အလင်းလုံးငှက်ဟာတောနတ်တွေတဲကဂမ်ဘီယာစွမ်းရည်တွေကိုစုပ်ယူပြီးတော့ရှင်သန်နေတာဖြစ်ပြီးသူ့ရဲ့အလင်းတန်းတွေကလည်းပဲအဲ့ဒီစွမ်းရည်တွေရဲ့ပေါ်ပြချက်လို့ယူဆကြပါတယ်အလင်းလုံးငှက်ရဲ့ပြန်တန်းတဲ့ပုံစံကလည်းထူးခြားလာပါတယ်သူဟာတောင်ပန်ခတ်တာတဲ့ဒီထဲမှာကူးခတ်နေတယ်လို့ငြိမ်သက်စွာပြန်တန်းတတ်ပါတယ်သူပြန်တန်းတော့တဲ့လမ်းကြောင်းတစ်လျှောက်မှာလည်းအလင်းမုံလေးတွေကြံရစ်ခဲ့တတ်ပြီးအဲ့ဒီအလင်းမုံတွေကမြေပြင်ကိုမကြခင်ပါတယ်ဒီထဲမှာပျောက်ကွယ်သွားတတ်ပါတယ်ဒီမြင်ကွင်းကိုမြင်ဘူးတဲ့မုံဆိုးတွေကတော့နတ်သမီးတွေကောင်းငင်မှာကနေတယ်လို့ပဲလို့တင်သားကြပါတယ်ဒါပေမဲ့ဒီအလင်းဟာလှပယုံနဲ့မကဘဲနဲ့အစွမ်းတွေလည်းရှိနေပါတယ်တော်ထဲမှာလမ်းပြောင်းနေတဲ့လူတွေအသက်ဖီးနဲ့ရင်ဆိုင်နေရတဲ့လူတွေရဲ့ရှေ့မှာအလင်းလုံးကရုတ်တရက်ပေါ်လာတတ်ပြီးတော့လမ်းပြပေးတတ်တယ်လို့ဆိုပါတယ်သူရဲ့အလင်းတန်းတွေနောက်ကိုလိုက်သွားရင်တော်တဲ့ကနေလွတ်မြောက်သွားတဲ့ဖြစ်ရတွေကလည်းပဲအများကြီးရှိခဲ့ဘူးပါဒါပေမဲ့အလင်းလုံးငှက်ကိုဖမ်းဆီးဖို့ဒါမှမဟုတ်ရန်ပြုဖို့ကြိုးစားမိမဲဆိုရင်တော့အဲ့ဒီအလင်းတန်းတွေကမျက်စိကိုကန်းသွားစေနိုင်တဲ့အထိရင်ထန်တဲ့အလင်းလိုင်းတွေအဖြစ်ပြောင်းလဲသွားတတ်ပါတယ်သူကိုရန်ပြုတဲ့လူဟာတော်ထဲမှာဘယ်တော့မှလမ်းပြန်မတွေးတော့ပဲအလင်းတန်းတွေကြားထဲမှာပဲလမ်းပြောက်သွားရတတ်ပါတယ်အလင်းလုံးငှက်ကိုမြင်တွေ့ရခြင်းဟာဒေသခံမုတ်ဆိုးတွေအတွက်ကတော့ထူးခြားတဲ့နမိတ်တစ်ခုပါပဲသူ့ရဲ့အလင်းတန်းတွေကိုမြင်လိုက်ရတဲ့သူဟာဘဝမှာကံကောင်းခြင်းတွေရောက်ရှိလာတတ်တယ်လို့မျိုးစိတ်နှလုံးအေးချမ်းမှုကိုလည်းခံစားရတတ်ပါတယ်ဒါဟာမြမတောနတ်တွေရဲ့အနက်ရှိုင်းဆုံးတိုးဝက်ချက်တွေထဲမှာယနေ့ထက်တိုင်းဗဟိနီးတစ်ခုဖြစ်ရှိနေစေဖြစ်ပါတယ်အလင်းလုံးငှက်ရဲ့အကြောင်းကိုကျွန်တော်တို့ပို့ပြီးတော့နက်နဲ့စူးစမ်းကြည့်လိုက်တဲ့အခါမှာတော့လွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ဗကန်ခေဦးကာလရဲ့မှတ်တမ်းတင်နိုင်ခဲ့တဲ့ယာသွင်တစ်ခုစီကိုရောက်ရှိသွားပါတယ်အဲဒီတော့ကနန်းတွင်းရင်လောက်ကြံမှုတွေကြောင့်မို့လို့တော်တဲ့ကိုထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့မင်းသားတစ်ပါးရှိခဲ့ပါတယ်အဲ့ဒီမင်းသားဟာသူ့ရဲ့တစ္ဆာရှိနောက်လိုက်တွေနဲ့အတူအေယာဝတီမြစ်ရဲ့အရှိဘက်ကတောနတ်ကြီးတွေထဲမှာလမ်းပြောက်ပြီးတော့ပိတ်မိနေခဲ့ပါတယ်အဲ့ဒီတောဟိုကယူရိုတောမဟုတ်ပဲနဲ့တားကောင်ကြီးတွေနဲ့မော်ရီဖုံးလန်းနေတဲ့တောလို့လူတီများတယ်နေကြတယ်မင်းသားနဲ့သူ့ရဲ့နောက်လိုက်တွေကရက်ပေါင်းများစွာအစာရည်သာပြက်လက်နေတယ်လို့မျိုးညနေတဲ့အခါမှာလဲတောကောင်ကြီးတွေရဲ့အတန်းရှင်းပြလို့မရတဲ့ထူးဆန်းတဲ့အော်ဟစ်တန်တွေကြောင့်အကြောက်တရားတွေလွှမ်းမိုးလို့နေခဲ့ကြပါတယ်တညမှာတော့မင်းသားဟာသူ့ရဲ့နောက်လိုက်တွေအိပ်ပျော်နေတဲ့အချိန်မှာတောဟုတ်ရဲ့အမောင်ဆုံးကြောက်ကမ်းမအဆက်ကိုရောက်ရှိလို့သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာကောင်းကင်ရံကနေဝင်ကနေအလင်းတန်းတစ်ခုထိုးကျလာခဲ့ပါတယ်အဲ့ဒါကတော့အလင်းလုံးငှက်ပါပဲရာဇဝင်ထဲမှာဖော်ပြထားတာကတော့အဲ့ဒီငှက်အလွန်လှပပြီးတော့သူ့ရဲ့အတောင်ပံတွေကိုဖြတ်လိုက်တိုင်းမှာဗဒံများရောင်နဲ့ရွှေဝါရောင်အလင်းတန်းတွေကညစ်အမောင်လူကိုဖြိုခွင်းလိုက်တယ်လို့လင်းထိန်သွားစေတယ်လို့ဆိုပါတယ်မင်းသားဟာအဆကတော့ကြောက်လန့်ဘုံနေခဲ့ပဲအဲ့ဒီငှက်ရဲ့မျက်လုံးတွေကငင်းကျဲတဲ့အယောင်ဝါကိုမြင်လိုက်ရတဲ့အခါမှာတော့ဒါဟာသူ့ကိုကယ်တင်ဖို့ရောက်လာတဲ့ကယ်တင်ရှင်ငှက်ဖြစ်မယ်လို့သိလိုက်ရပါတယ်အဲ့ဒီငှက်ဟာလေထဲမှာတောင်ပန်ခတ်တာမဟုတ်ဘဲနဲ့အလင်းလိုင်းတွေပေါ်မှာစီးမျောနေတယ်လို့လှပါစွာပြန်တိုင်းရင်နဲ့မင်းသားကိုလမ်းပြပေးခဲ့ပါတယ်အဲ့ဒီငှက်ရဲ့အလင်းတန်းတွေဟာမင်းသားကိုဘေးကင်းရာသီကိုပို့ဆောင်ပေးုံနဲ့မကဘဲနဲ့သူ့ရဲ့စိတ်ထဲမှာလည်းအင်အားတွေပြန်လဲပြည့်ဝလာစေခဲ့ပါတယ်ရှေးအောင်ပီပတပိုက်တွေထဲမှာကြီးသားထားတာကတော့အဲ့ဒီညကမင်းသားမြင်တွေ့ခဲ့ရတဲ့အလင်းဟာတာမန်အလင်းမဟုတ်ဘဲနဲ့မြမဒေါနတ်ရဲ့အရှင်သခင်တွေကမင်းလောင်မင်းလျာကိုစောင့်ရှောက်ဖို့စီလွတ်လိုက်တဲ့ဂမ်ဘီယာစွမ်းအင်းလို့တို့ကြပါတယ်။ဤရာဇဝင်ဟာပကံနန်းတွင်းထဲမှာနှစ်ပေါင်းများစွာလိုဝက်စွာပြောဆိုခဲ့ကြတဲ့အကြောင်းအရာတစ်ခုပါ။မင်းသားဟာနန်းတော်ကိုပြန်ရောက်သွားတဲ့အခါမှာတော့အဲ့ဒီငှက်ကြီးကိုကျေးဇူးဆက်တဲ့အနေနဲ့ဒေါနတ်ကြီးတွေကိုမဖျက်ဆီးပစ်ဖို့နဲ့တရဝါတွေကိုမတတ်ဖို့အမိန့်ထုတ်ပြန်ခဲ့တယ်လို့လည်းဆိုကြပါတယ်။ဒါဟာကျွန်တော်တို့မြမယဉ်ကျေးမှုနဲ့တောတောင်ဆောင်တဲ့တွေကြားတဲ့ကစက်နယ်မှုကိုပြသနေတဲ့အထောက်အထားတစ်ခုလည်းပဲဖြစ်ပါတယ်။အလင်းလုံးငှက်ဟာရာဇဝင်ထဲမှာတည်းရှိနေတာမဟုတ်ဘဲနဲ့လွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်ကရင်ပြည်နယ်ရဲ့အနက်ရှိုင်းဆုံးတောနတ်တစ်ခုထဲမှာတကယ်ဖြစ်ပျက်ခဲ့တဲ့ကိုတို့ပြည့်ရတစ်ခုရှိနေပါတယ်။အဲ့ဒီတော့ကနမဲကျော်မုတ်သိုးအောင်ကြီးတယောက်တောကောင်တော့ကိုလိုက်ရင်းနဲ့တောထဲကကြောက်စရာအကောင်းဆုံးတတဝါဖြစ်တဲ့ဝန်ကောင်တစ်ကောင်နဲ့ထိတ်တိုက်တိုးခဲ့ပါဝန်ကောင်ရဲ့ပြင်းထန်တဲ့ကြိုက်ခဲမှု
လက်သေးနဲ့ကုတ်ချမှုတန်တွေကြောင့်မို့လို့မိုးစိုးကြီးတကူလုံးတွေးရတဲ့မှာလဲကြလူကြီးပါပြစ်နေခဲ့ပါဒဏ်ရာတွေကပြင်းထန်လွန်းတာကြောင့်မို့လို့ခြေဦးတရားပြေးလွှားရင်းနဲ့သူကတော့ထဲမှာလမ်းပြောက်ပြီးတော့အမောင်ကြီးထဲမှာပဲပိတ်မိသွားခဲ့ပါတယ်ညစ်လက်တကောင်ရပဝန်းကျင်မှာဝန်ကောင်ကြီးရဲ့ဟိန်းတန်နဲ့နားထဲမှာပဲ့တင်ထက်နေခဲ့ပြီးတော့သူကသွေးထွက်လွန်ပြီးတော့တေးမဲ့ဘေးကိုရင်ဆိုင်နေရချိန်မှာပဲကောင်းကင်ရံကနေဝင်းတဲ့အလင်းတန်းတစ်ခုကြာဆင်းလာခဲ့ပါမုံစိုးကြီးရဲ့ပြောပြချက်အရအဲ့ဒီအချိန်မှာညက်တကောင်ရံကြီးကနေကင်းပတ်လူမျိုးလင်းထိန်သွားတာပါသူ့အပေါ်ကိုမောကြည့်လိုက်တော့အတောင်မှဖြန်ထားတာဝါးတပြန်စာလောက်ရှိတဲ့မှက်ကြီးတကောင်ကသူ့အပေါ်မှာဝဲနေတာကိုတွေ့ခဲ့ရပါတယ်မှက်ကြီးစီကလာတဲ့အလင်းရောင်တွေကထူးဆန်းနေသူ့ရဲ့ဝန်ကိုက်ခံထားရတဲ့ဒဏ်ရာတွေကအပူချိန်တွေချက်ချင်းလျော့သွားပြီးတော့တကူလုံးကိုအားရင်တွေပြန်ပြေးလာတယ်လို့ခံစားလိုက်ရတယ်လို့ဆိုပါတယ်အဲ့ဒီငှက်ကြီးကမုံစိုးကြီးရဲ့ရှိမှာတယ်ခန်းနေနေလေးပြန်တိုင်းရင်တော့ပြင်ဘက်ကိုဦးတီးပြီးတော့အလင်းတန်းတွေကိုတဆင်ချင်းလွတ်ပေးခဲ့ပါတယ်အန်ဟောဖို့ကောင်းတာကအဲ့ဒီအလင်းတန်းတွေကြားရောက်တဲ့လမ်းကြောင်းတိုင်းကိုလိုက်သွားတဲ့အခါမှာတော့တွေကအန်ရရှိတဲ့သားရဲတွေကလည်းပဲအလိုလျောက်နန်းဖယ်ပြီးသွားကြတာပါမုံစိုးကြီးကအဲ့ဒီအလင်းတန်းတွေနောက်ကိုအာတင်းပြီးတော့လိုက်သွားရင်းနဲ့မနက်မိုးလင်းကနီးမှာတော့လူနေပါရှိရတော့အဆက်ကိုအန်ဟောပေါ်ရပြန်လဲရောက်ရှိလာခဲ့ပါဒါဟာတိုက်ဆိုင်မှုတစ်ခုပဲလားဒါမှမဟုတ်ဒီအလင်းလုံးငါဟာတကယ်ပဲမြန်မာဒန်နာရီတဲ့ဒါမနီငတ်ဖြစ်နေပြီးတော့အသက်ဘေးကြောက်နေတဲ့လူသားတွေကိုကယ်တင်ဖို့အတွက်ရောက်လာတတ်တာလားဆိုတာကတော့စဉ်းစားတရားဗဟိနီးတစ်ခုပါပဲဒီကိုတို့ဖြစ်ရကအလင်းလုံးငတ်ဒါမှမဟုတ်ဒါမနီငတ်ဆိုတာကပုံမြင်မဟုတ်ဘဲနဲ့မြန်မာဒေါနာတွေထဲမှာတကယ်ရှိနေခဲ့တဲ့ဂမ်ဘီယာအရှင်သခင်တပါးဖြစ်ကြောင်းကိုတတ်သိပြနေတာပါမိုးစိုးကြီးကတော့အခုတတိုင်ပြောလို့ရှိပါတယ်အဲ့ဒီညကငါမြင်ခဲ့ရတာဟာငါတကောင်မဟုတ်ဘူးငါအသက်ကိုကယ်တင်ခဲ့တဲ့နတ်မင်းကြီးတပါးဆိုတာပါပဲဒီနေ့ကျွန်တော်တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာတွေထဲမှာမိတ်ဆွေတို့အနေနဲ့ဘယ်ရာဖို့အစမ်းကျဲဆုံးလို့ထင်ပါတယ်လဲဒါမှမဟုတ်အခုလိုမျိုးထူးဆန်းတဲ့သတ္တဝါတွေကိုကိုယ်တိုင်ရောမိဘဘိုးဘွားတွေစီကရောကြုံဘူးကြားဘူးတာမျိုးရှိပါသလားစီကရင်ကောမန်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ဖို့ဖိတ်ခေါ်ခြင်းပါတယ်အခုလိုအာခိုင်99ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့ရဲ့ channel ကနေနောက်ထပ်လဲဒီတက်ပို့ပြီးတော့စိတ်လှုပ်ရှားစရာကောင်းတဲ့ဂမ်ဘီယာလှုပ်ဝက်ချက်တွေပေါ်ထုတ်မရသေးတဲ့ဗဟီနီတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားအောင်မှာဖြစ်ပါတယ်ဒါကြောင့်နောက်ထပ်ဗီဒီယိုအသစ်တွေကိုလက်မလွတ်ရအောင်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပေးပြီးတော့ notification bell လေးကိုလည်းနှိပ်ထားပေးကြပါဦးအားလုံးပဲမင်္ဂလာရှိတဲ့နေ့ရက်လေးပိုင်နိုင်ကြပါသေးဗျာ